ပထမဆုံးအနေနဲ့ auto ကနေ in spite of ကိုပြောင်းတဲ့အခါမှာဘာတွေပြီးထားရမလဲပေါ့ဆိုတော့ auto ရဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်း subject verb ပဲလိုက်ပေးရပါတယ်ဆိုတော့ in spite of ရဲ့နောက်မှာတော့ verb ဖိုင်ရန်ကြီးသို့မဟုတ် noun or noun phrase တွေလိုက်ပေးရတယ်ဆိုတော့ auto နောက်မှာဘာတွေလိုက်ရမလဲ in spite of နောက်မှာဘာတွေလိုက်ရမလဲဆိုတာကပထမဆုံးအစစ်အနေနဲ့သိထားရမှာပါဆိုတော့ပထမအနေနဲ့ auto ကနေ in spite of ကိုပြောင်းမယ်ပေါ့ဆိုတော့အကယ်၍များ auto နောက်က clause နှစ်ခုလုံးမှာ subject တွေတူနေရင် in spite of ပြောင်းတဲ့အခါမှာ subject တွေကိုဖြုတ်ပေးရတယ်ဆိုတော့မတူဘူးဆိုရင်ရောမတူဘူးဆိုလို့ရှိရင်တော့အဲ့ auto နောက်က subject ကို in spite of ရဲ့နောက်မှာပြန်ရေးပေးရတယ်ဒီမှာချက်က example လေးပြပြမယ်ပေါ့နော်ဆိုတော့အောက်မှာပထမဆုံး example အနေနဲ့ although he drank coffee he still felt sleepy ရေးပေးထားတယ်ဆိုတော့ although နောက်မှာပါတဲ့ he ဒီ subject နဲ့ drank ဒီ verbဆိုတော့ subject verb ကိုဒီမှာရှိတယ်အနောက်က subject ကလည်း he အရှိက subject ကလည်း he အချင်းချင်းတူနေတာမှလို့ subject ကိုဒီနေရာမှာဖြုတ်ခဲ့ပါမယ်ဆိုတော့ in spite of subject ကိုဖြုတ်မယ်တခါတည်း verb ဖိုင်ရန်ကြည့်လိုက်ပါမယ် drinking coffee တောက်ခဲ့တော့ညာလေ he still felt sleepy နောက်ကဟာကိုကြိုင်မဲ့ပြန်ရေးပေးရင်မဲ့ရပါပြီဒါကတော့ဒီ auto subject verb ကို in spite of plus verb ဖိုင်ရန်ကြည့်ပြောင်းတဲ့ပုံစံပေါ့နော်နောက်တစ်ခါ in spite of plus noun or noun phrase နဲ့ပြောင်းကြည့်ကြမယ်။ကဲဘလို့အခြေအနေမှာပြောင်းရမှာလဲ။ဆိုတော့ဥပမာဒီအောက်က example လေးကိုကြည့်ကြရအောင်။ဆိုတော့ although it was raining heavily we went to school မိုးတွေအများကြီးရွာနေပြီမဲ့မိုးတွေတဲထန်စွာရွာနေပြီမဲ့တို့တွေကျောင်းကိုသွားကြတယ်။ဒါကိုကျွန်တော်ပြန်ပြင်တဲ့အခါမှာ in spite of ဆိုတော့နှစ်မျိုးပြောင်းလို့ရတယ်ပေါ့နော်။ဆိုတော့ဒီမှာတော့ခြေက noun or noun phrase ပုံစံနဲ့ပဲပြောင်းပေးထားတယ်။ in spite of heavily ဆိုတဲ့ above ဒီ noun ရဲ့အရှိမလိုက်လို့ရှိရင် adjective ဖြစ်သွားတယ်။ဆိုတော့ heavily ကို adjective ပြောင်းတဲ့အခါမှာ heavy in spite of the heavy raining ကိုကျွန်တော် noun form ပြန်ပြောင်းတယ် rain in spite of the heavy rain မိုးတွေတဲထန်စွာရွာနေပေမဲ့လေ we went to school တို့တွေကကျောင်းကိုသွားကြပါတယ်ပေါ့နော်ဆိုတော့ကအဓိကမှတ်ထားရမှာဒီ auto နောက်မှာ subject verb လိုက်ပြီးတော့ in spite of ရဲ့နောက်မှာတော့ verb ဖိုင်ရန်ကြီးသို့မဟုတ် gerund noun gerund noun လို့လည်းခေါ်တယ်ပေါ့နော်နောက်တစ်ခါ noun or noun phrases လိုက်ပါတယ်လို့မှတ်ထားပေးရမှာပါကဲဆိုတော့ auto ကနေ in spite of ကိုပြောင်းပြီးပြီ in spite of ကနေ auto ကိုပြန်ပြောင်းကြမယ်ကဲဆိုတော့ in spite of နေရာမှာ auto ကိုပြောင်းမယ်ဆိုတော့ in spite of နောက်မှာတော့က noun phrase တွေသို့မဟုတ် verb ဖိုင်ရန်ကြီးလိုက်ခဲ့တာမလားဆိုတော့ subject တွေ verb တွေပြန်လိုက်ကမှာပေါ့ in spite of နောက်မှာ subject ပါလားကြည့်အကယ်၍မပါဘူးဆိုလို့ရှိရင် comma နောက်မှာပါတဲ့ subject ကိုပြန်ပြီးတော့ရေးပေးလိုက်မယ်ပါရင်တော့ပြန်ပြန်ရေးရုံပဲနောက်တစ်ခါ verb ကိုပြန်ပြီးကိုကချိန်မယ်ဆိုရင်အနောက်မှာပါတဲ့ verb ကိုကြည့်ပြီးတော့ပေါ့နော် present tense လား past tense လား verb 1 လား verb 2 လားပြန်ပြီးချိန်ပေးရမယ်ဒီမှာဆိုလို့ရှိရင် in spite of the heat ပုံနေပေမဲ့ we enjoy the picnic ဒီ picnic ကိုငါတို့အရင်ပြောတာပဲဆိုတော့တေးကြတာဒီကျွန်တော်အမှတ်တစ်ခုမှတ်ထားမယ်ပေါ့နော်ရာသီဥတုဆိုလို့ရှိရင် it is it was နဲ့ပြန်ရေးပေးရတယ် cause this is the weather ကွာရာသီဥတုဖြစ်နေလို့ it is it was နဲ့ပြန်ရေးပေးတာဒီမှာဆိုလို့ရှိရင် although အနောက်က verb ကိုကြည့်လိုက်ကြစို့အနောက်က verb က verb 2ဖြစ်နေတယ် verb 2ဖြစ်နေလို့အရှိက it ရဲ့အနောက်မှာ was လိုက်ပေးတယ် although it was အနောက်မှာဒီပေါ့နော် verb to be ရဲ့နောက်မှာကျွန်တော်က adjective လိုက်မယ် heat ကို adjective ပြောင်းတော့ hot although it was hot ပူနေတော့ညာလေ we enjoy the picnic ငါတို့ပြောပွဲစားမှာအရင်ပြောတာပဲအဲ့လိုလေးပြန်ပြောင်းပေးရမှာနောက်တစ်ခု in spite of being very rich she is not concerned အရန်ချမ်းသာနေပြီမဲ့လေဒါကိုပြန်ပြောင်းတဲ့အခါမှာ although in spite of နေရာမှာ although ထည့်မယ်အနောက်မှာ subject ပါလာကြည့်တယ်subject မပါအောင်ဆိုလို့ရှိရင်အနောက်က subject ကိုပြန်ခေါ်မယ် she ကိုပြန်ခေါ်လိုက်မယ် in spite of she အနောက်က verb က verb 1ဖြစ်နေတယ် verb 1လေးပဲပြန်ထည့်မယ် verb to be ရဲ့ verb 1ဖြစ်တဲ့ is although she is very rich she is not concerned ဒါလေးပဲဆိုတော့က although နဲ့ in spite of ဒီလွယ်တဲ့ grammar pattern နဲ့မှာပါပါတယ် although ရဲ့နောက်မှာအများတန်း subject verb လိုက်ရပြီးတော့ in spite of ရဲ့နောက်မှာ verb ဖိုင်ရန်ကြီး gerund noun လို့လည်းခေါ်တယ်နောက်တစ်ခါဒီပေါ့နော် noun or noun phrase ဒီအများတန်းလိုက်ပေးရပါတယ်ဒီအချက်ကိုအဓိကမှတ်ထားလို့ရှိရင်ပြောင်းတဲ့နေရာမှာတကယ်ကိုလွယ်ပါလိမ့်မယ်ဆိုတော့ဒီထက်ပို့ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ချင်တယ် check in တွေပြန်ပြီးတော့စစ်ချင်တယ်ပေါ့နော်ကိုလုပ်ထားတဲ့လေ့ကျင့်ခန်းတွေကိုပြန်ပြီးတော့ချက်ခင်ပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ grammar and writing class လေးအခုလက်ရှိဖွင့်ပေးထားပါတယ်ဒီမှာပြန်လာပြီးတော့ခြေလို့တူတူလေ့ကျင့်ခန်းတွေပြန်ပြီးလုပ်ကြည့်လို့လည်းရပါတယ်ဒီကနေပြီးတော့လည်းထပ်ပြီးတင်လာပါအောင်မယ်ဆိုတော့အခြားနားမလဲတာရှိရင်အောက်က comment မှာမေးထားခဲ့ပြီးလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်